ကိုတို့ G-Shock Bluetooth နာရီဝယ်ထားပြီးဖုန်းနဲ့မချိတ်တတ်သေးဘူးလားခုံးမိနစ်အတွင်းချိတ်နိုင်တဲ့နည်းကိုအခုဗီဒီယိုမှာတဆင့်ချင်းပြသပေးမယ်မင်္ဂလာပါ PAI Watches ကနေကြိုဆိုပါရစေကျွန်တော်အခုဒီ GAB 400 model လေးကိုကျွန်တော် Bluetooth function လေးချိတ်ပေးပါပါဒီကောင်လေးကတော့စိုးအောင်တော့ပါပြီဗျကျွန်တော်ရန်ကုန်ကကိုတယောက်အားပေးသွားပါဝယ်သွားတဲ့ကိုလည်းအဆင်ပြေအောင်ကျွန်တော်မတည်သေးတဲ့လူလည်းအဆင်ပြေဒီထဲမှာဘာ function လေးတွေပါမယ်ဆိုတော့ကျွန်တော်တည်တဲ့လောက်လေးပြရပေးပါမယ်ပထမဦးဆုံးကျွန်တော်ဟိုတလောက EQB 800ကိုရှင်းပြပေးတဲ့ဒီ software လေးပါပဲအဲ software လေး download ဝင်လိုက်ပါဝင်ပြီးတော့ကျွန်တော် mind watch ထဲဝင်မယ်ဝင်ပြီးတော့အပေါ်လက္ခဏာလေးနှိပ်မယ်ဗျပြီးရင်ဒီ case band နောက်မှာပါတဲ့ဒီ4000ခွင်းတွေက9413လေးကိုဂျိုက်ထည့်ပေးလိုက်ပါတော့ပြီး next နေသူ့ရဲ့ list လေးကြီးကြာလာပါပြီကျွန်တော်တို့အနီရောင်လေးမလို့အနီရောင်လေးကိုရွေးမယ် register လေးပြင်မယ်ဗျပုံမှန်ရောက်လာပါပြီပြီးတော့ဒီနေရာမှာကျွန်တော်တခုပြောချင်တာကဒီ model လေးတွေကဒီ Casio software နဲ့တိုက်ရိုက်ချိန်လို့မရသေးပါဘူးအဲအကြောင်းကျွန်တော် instruction manual ကိုသွားမယ်သူ့ရဲ့ချက်လက်လေးကြာလာပါမယ်ဗျကျွန်တော်တို့ကဖုန်းနဲ့ချိန်ချင်တာမလို့ using mobile link ကိုရွေးပါမယ်ရွေးပြီးတော့ဒီ model မှာဘာ function လေးပါလဲဆိုတော့သူအောက်မှာပြပေးထားပါရဲ့ဗျကျွန်တော်လောတဲ့ဒီချိန်ချင်တာလို့တွေ့ကျွန်တော်တို့ကဒီ link ကိုတောင်းမယ်ပေါ့ကျွန်တော် install app ကိုရွေးမယ်သူ့မှာဒီ iOS နဲ့ဒီ Android နှစ်ခုပေးထားပါရဲ့ဗျအဲ့ဝင်ပြီးတော့ down လိုက်ပါကျွန်တော်တို့ iOS Android မလို့ Android ထဲဝင်လိုက်မယ်ကျွန်တော် down ပြီးသားလို့ဒီထဲဝင်လိုက်မယ်ဗျsoftware တစ်ခုတည်တံ့ down ပေးရပါတယ် down ပြီးတော့ရင်ကျွန်တော်အခုဒီ Bluetooth ပါဆိုဒီ Bluetooth function ကိုနှိပ်လိုက်ပါဗျနှိပ်လိုက်ရင်တော့ on သွားပါပြီ on သွားပြီဆိုရင်ဒီဘက်မှာစချိန်နေပါပြီဗျချိန်တော့ပါပြီဗျဒီကောင်လေးတွေက music လို့ဘာလို့ပေါ်လဲဆိုတော့ဒီ Gmix series တွေကmusic နဲ့ music enjoyment ကိုအဓိကဖန်တီးထားမှာလို့ပါကျွန်တော်ဘာရွေးချက်ပါလဲပြပေးမယ်ဗျဒီထဲမှာဆိုရင်ကျွန်တော်တို့ကြိုရွေးထားပါတယ်ဗျတချင်းဖွင့်တာရေးဒီကောင်လေးကို control လုပ်လို့ရပါတယ်ကျွန်တော်တို့ YouTube ရွေးထားပါတယ် MH player ကျွန်တော်အခြားသောတချင်းတွေဒီနိုင်ရနေစင် control လုပ်လို့ရပါတယ်ဒီ spec ကိုဝင်လိုက်မယ်ဆိုရင်ပြပေးထားရပေါ့ niche ကဆိုရင်ဒီဘက်ကအဲ့လိုချက်လက်လေးပြပေးထားပါတယ်ကျွန်တော်ခုတချင်းတစ်ပုတ်စမ်းဖွင့်ပေးမယ်ဗျအခုဒီမှာကျွန်တော်တချင်းကိုဖွင့်မထားဘူးတချင်းကိုဒီဘက်ကိုဝင်နေလိုက်ပြီဆိုရင်တချင်းစမယ်ဗျတချင်းစမယ်တချင်းစရည်ဆိုကျွန်တော်တချင်းကိုအတန်လျှော့နေတယ်ဆိုရင်ဒီအောက်ကိုလှည့်လိုက်ပါဗျတချင်းတန်လေးကတိုးသွားပါမယ်တချင်းနိုင်နဲ့တိုးတော့မှာဗျကျဲချင်းဆိုရင်ဒီဘက်ကိုပြန်လဲမယ်ပြီးတော့ဒီကောင်လေးက niche ပါဗျကျွန်တော်အောက်ကတချင်းကိုဒီဘက်ချက်နှိပ်လိုက်တာနဲ့ဒါ stop ဗျ niche မဟုတ် stop ဗျ stop ပြီးတော့ဒီဘက်ကမှ niche ဖြစ်လာတယ်ဒီကောင် niche ပါအဲ့လိုလေးပြောင်းလို့ရပါတယ်နောက်ထပ်တခြားသော function တွေက web setting ထဲမှာဆို wall time ပါမယ်wall time ကတော့ကျွန်တော်ဟောင်ကောင်ရွေးချာရပဲကြိုက်လို့ရွေးလို့ရပါတယ်ဒီ cloud နာရီ bluetooth ဖြုတ်ပြီးသား cloud ချက်နေလိုက်ရင်တော့ wall time တန်းရောက်သွားပါတယ်ဗျအဲ့မှာပြပြီးအချိန်မှာပြီးအလန်းပါမယ်ဗျအလန်းကလည်းကျွန်တော်အကုန်ရပါတယ်ဒီမှာဆိုရင်ကျွန်တော်10နာရီ one time ပဲပေးလိုက်မယ်ပြီးရင်ဒီကောင်လေးနှိပ်မယ်ဗျရပါပြီအလန်းကိုမှသူကမျိုးမျိုးပေးလို့ရပါသေးရဲ့အလန်းကိုကျွန်တော်တို့ flash အလန်းနဲ့ပေးလို့ရပါတယ် flash လမ်းကိုလုပ်ပြီးဒီကောင်လေးနှိပ်လိုက်ပါဗျအဲ့ဆိုရင်ဒီ31ရောက်ရင်30နေရာမိပါလိမ့်မယ်ဗျမီးလေးနေရလားမသိဘူးအဲ့လိုအလန်းလေးရောလည်းရပါတယ်ကိုကမီးမပါခြင်းပဲနဲ့ဒီတိုင်းပဲတုံးနဲ့ပဲလုပ်လို့ရပါတယ်ဒါတော့ကိုချက်တွေကိုထားပြရပါတယ်ဗျနောက်တစ်ခုကတော့အလန်း setting မှာဒီကောင်ကဖုန်းဖိုင်ကရှားရထားပါဗျသူ့မှာပေးထားတဲ့ range တော့တစ်ခု3ခုရှိပါတယ်ကိုချက်ထားလို့ရပါတယ်အဲ့ကောင်လေးလို့ဆိုရတယ်ကျွန်တော်ချက်ပြလိုက်ဒီဖုန်းဖိုင်နာရှာနီးကိုလည်းဒီဖုန်းဖိုင်နာဒီထဲမှာလည်းချက်ရှင်းပြပေးထားပါတယ်ပထမဦးဆုံးကျွန်တော်တို့ Bluetooth ကိုဖြုတ်မယ်ဗျ Bluetooth ကိုဖြုတ်လိုက်မယ်ဖြုတ်ရင်တော့ပိတ်သွားပါပြီဗျပိတ်ပြီးဒီဘက်တလို့ဒီဘက်ဒီညာဘက်ကဒီကောင်လေးကိုဖိလိုက်ရင်ကျွန်တော်ခုဖုန်းပိတ်ထားပါပဲဒီကောင်ကိုညာဘက်ဘေးကိုဖိလိုက်ပြီးဆိုရင်သူက finding ဆိုရှားနေဗျသူကတော့ကျွန်တော်စမ်းတက်ထားတော့အခန်းပေ40ပတ်ချလဲတော့ AC ရပါတယ်ဗျကျွန်တော်ဖုန်းသူကအတန်မြည်ပေးတာပေါ့setting လေးရောဒါပါပဲအဆုံးထိကြည့်ပြီးတယောက်ချင်းစီတိုင်းအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်တင်ပေးထားပါဗျ Telegram channel join လေးကိုလည်းကျွန်တော်ခုဒီဗီဒီယိုနောက်ဆုံးမှာထည့်ပေးထားပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်